ကျွန်တော်ရေတော့အပြင်များနဲ့ဆိုကျွန်တော်များတော့တော့သွားတယ်အပြင်ရှိတယ်ငယ်တော့ပြန်ပြောဖို့တယ်အမေတော့ရှိတယ်မရှိတဲ့ခါကျတော့အပြင်များနဲ့ဆိုတော့နဲ့တိတ်သွားချင်သွားမှာနောက်ပိုင်းတော့ကားရပုံပေါ်တော့ဆိုတော့ဒီတရားထက်တိတ်လာတာအခါဆောင်မှာဒီပါဆောင်တာတရားရည်ကြီးပါလားဆိုပြီးပါတယ်ကျွန်တော်ဆိုမှာကျန်ရှိသေးတယ်အဖေတော့မရှိတော့ဘူးအမေရှိတယ်ပြင်ကျွန်တော်တော့ဘူလီတို့ဘူလကဖုန်းဆက်တယ်ကဲလို့ကျွန်တော်တို့မှဆိုမှရှိခင်လာလို့ရှိတော့ရှိပါတယ်ပြောလို့တော့ဖုန်းပါနေရတယ်ကိုယ်တော့မှာဒီရည်ကဘုံမှာမှဒီဆိုရင်ဒီလောကမှာအပြည့်မဲ့ရှိသေးဆိုရင်တနေ့တစ်ခါမိုးရုံတော့မှတစ်ပတ်တစ်ခါပြီနော်ဖုန်းဆက်တယ်တော့ဆိုတာဒီအခါကိုတက်တယ်ကျွန်တော်ကျွန်ပြောချင်တော့အသေးမရှိတော့ဘူးအသေးဆိုတော့ကျွန်တော်ဒီမှာပြောတဲ့ဆိုရင်ဒီတော့ကျွန်တော်ဆယ်နှစ်ကျွန်တော်ဒီကားမှာပြန်ဆုံးတော့သူနဲ့ပတ်သက်တာကျွန်တော်မမိတာတော့တော့ပူလောက်ရှိတယ်တစ်ခါဆိုရင်ဒီလုပ်ရင်းနဲ့ပြန်လာတော့နေလိုက်တယ်ပေါ့ဘာလို့လဲနာဖန်ရောက်ပြန်လာပြီးတော့ဘာပြောတဲ့နေလိုက်ရုံနဲ့ဆိုပြောနေလိုက်တော့အဲ့ချိန်မှာကျွန်တော်တို့လေမှာခင်းပေါ်မှာသမင်းတွေပါချက်ဖို့ထားထားတဲ့အားတော်မီတော့ပြောတော့လာတော့အဲ့မှာနေလိုက်တာလေနေလာတဲ့ဒီမဆောက်နိုင်တဲ့နဲ့အဲ့နီးသွားအောင်ရတယ်အဲ့ကရေနောက်တစ်ခုကကျွန်တော်တို့ဆိုတောင်ရပို့တဲ့ကစားလေးထားနေအလိုက်ဒီဟာဒီကျွန်တော်မြင်ရတဲ့ဟာလုပ်တယ်ကျွန်တော်ဖိုးအများမျိုးဆိုတော့လုပ်တယ်ရတာဒူလေးလေးဒူကြည့်အောင်လို့ကလေးဒီလေးလုပ်ပြီးတော့ပြန်လို့ကြည့်ရကြောင်းပြောပါဦးဆိုရင်ဒီချာစီတယ်အများကြီးခရီးဆိုကျွန်တော်အဲ့လိုရုပ်လူကြီးလိုမျိုးရမ်းစီပြောအားနာထားနိုင်တော့ကမထားနိုင်တော့ကျွန်တော်ပြန်သူ့ဟာလည်းအားတယ်ပြင်ကျွန်တော်ဒီကူဒီနဲ့ပတ်သက်နေနေခုလောက်ဆောင်တယ်ကျွန်တော်ဟာတော့တေးရှိတယ်နော်ဒီနေ့ကျွန်တော်ရွေးပြောနေတော့การจันอันเชนเสตองอันนี้นัสเซตรงวันนี้นัสเซมาตุนัสเซเนี่ยนัสเซมาตุเต้นกูเก็บว่าสีดอกว่าไอ้สภาพของนาของเราเจ็ดชีดอกอันนี้กูมันดีไม่มีประโยชน์เลยแต่มันที่ยากูเวเราไม่ยอมเนี่ยเป็นยากูละกองซุ้มว่าโอ้เรากูละกองเนี่ยตัดที่กูละกองตัวตูเข้ามาโดดตัวนี้apa di ruang yang ini penyasido aku dibuat untuk diputai puta tu lalu uan yang ini yang bau kanjiku bau kanjiku nasihan ini buat nasihat ituน้อยดีเลยลูกน้อยอัตโตปุสุเยสติยิงโบสายนี้မိမိတည်း၌အဝတ်မချုံမဲနေရ၏ခန္ဓာဤအပငါဝတ်ချီစီဒီကိုမြင်လင်ပြင်မကိုနေကိုပြောလေညဘန်တို့ဒီအဝတ်ကိုယို၍ပကုံးပေါ်မှာတင်ပြေးလင်နောက်တို့ဆုတ်သွား၍မိမိအပ၌အဝတ်ချီဖုံးကြ၏တို့ပြည်ပြင်လို့မျက်နှာပြုလို့ကြောင့်မိမိအပ၌အဝတ်ချီစီမြင်ရဤနိုဒီမိချေဘောကမိမိ၌တာမီပြုဒီကိုပြီးရင်အာနာဒီချင်းချင်းစုပါတာAtau yang saya lihat di video ini, di tema praktik aja, no,
အရင်တော့လည်းကျွန်တော်ဒီဟာရကျွန်တော်စာနေစပုံမှာလည်းခဏခဏပြန်ပြီးနော်ရေးပြတာဆိုပြီးမောရစပိဒီစပိချန်တော့ဒီကနေ့ဘုံမှာလည်းဟောစပိချန်ရှိလာတော့ကျွန်တော်တို့စပိချန်အများကြီးကျွန်တော်ဒီငယ်တော့ဒီအရက်စတင်လာတာတော့တဲ့ကာဆိုကျွန်တော်ဦးရဲ့ဆက်အများကြီးတော့ဘူးကြီးဟိုလောက်တာအများကြီးတို့အိမ်ထဲမှာအများကြီးဆိုအဲ့ဒါနဲ့ကျွန်တော်တကယ်ချင်းပြောင်းအဲ့တကယ်ချင်းနဲ့ကျွန်တော်သဝန်ပွဲပေါ်ပါတယ်အဲ့ဒါကျွန်တော်ဦးလေးအိမ်သွားပြီးတော့သူတို့လည်းတောက်စကားပဲတောက်ကြည့်အောင်ဆိုပြီးတော့အဲ့လိုမျိုးစပီးတပလင်းပေါ့နော်သူတို့မမြင်အောင်ပြောမရတာတော့တဲ့မှာဆိုတော့အမှန်နဲ့တောက်တာပြန်တော့ခရီးတော့သူများရေတောက်တာဒီဘာမှလည်းတောက်လို့လည်းမပေါ်ဘူးရခါတယ်ပြင်ဘာလည်းမသိဘူးဆိုတော့နေရာတောက်ပြောအဲ့မှာမိုးလို့နေမှာပေါ့နေရာဟိုမှာအိတ်ပြောသွားတာမာရအဲ့ဒီပြောသွားတယ်ဒါနဲ့အဲ့ဟာမိုးတာအများကြီးတောက်တာဘာလို့တောက်တာဘာမှလည်းရတာလည်းမရှိဘူးရမ်းလည်းခါတယ်ပြင်ပြီးတော့ခေါင်းကိုက်ပြီးတော့ခေါင်းရမ်းကိုက်တယ်အဲ့အများကြီးဘာလို့ဒီစပီကိုတောက်ကြတာလဲအဲ့လိုကျွန်တော်ဒီတော့တွေးတာမနော်ဒါမဲ့ကြီးလာတော့တကယ်စပီကိုပြောနေရက်ဒီအကုန်လုံးတောက်တာမိုးလို့ရတာအာမန်တွေအကုန်လုံးတောက်တာဒါတို့ဖြစ်နေတာတော့နော်နော်ရေးဖြစ်တယ်လို့တကယ်တော့သူစပီမိုးပြောအဝတ်နော်အကုန်လုံးဟိုတို့လုံးဖြစ်သွားတာနော်ပေါ့ကျွန်တော်လည်းလိုပဲဒီပိုတဲ့ရဲ့နေရာမှာဆိုရင်အရင်မိုးလို့ရှိရင်တခါကျတော့ဆိုးသွားဒီတင်ပို့တဲ့ပေါ်ကြပြီးရောက်တယ်ဟုတ်ပါကျွန်တော်တို့ကမနေ့ကျတော့မနေ့ကျမှကြည့်တယ်အဲ့လိုလိုမှာအဲ့ချိန်အဲ့မှာသူ့သားအငယ်ဟာမဆိုတော့နော်အတွေ့ရသူတွေ့ရဟာမပုံပြီးတဲ့နဲ့သူ့ကိုရောက်ပြောတယ်သူတကားလည်းပုံပြီးလိုက်ရတဲ့အသားနဲ့တော့မပုံဘူးအဲ့အားကျန်တာနော်အဲ့ဟာကျွန်တော်ဆိုနေနေတော့အဲ့ချောင်းကိုဖတ်တဲ့အခါကျတော့ကျွန်တော်အမြင်တော့ဒီအရက်တောက်တယ်လို့ဒီစပီမိုးတယ်လို့ကတော့မကောင်းတာပဲဆိုပြီးမဲ့တော့မိုးတာပဲဒါအာမအောင်နော်အဖေပဲတော့အရက်မိုးတယ်ဆိုတော့ဘုရားမချိုက်တယ်လို့ပဲဆိုတော့အဖေပဲမားတယ်ကျွန်တော်အရင်တော့အဲ့လိုကြီးရတယ်မကြောက်ဘူးဒါမဲ့ဘုရားကျွန်တော်တို့ဒီလောကကိုမိဘတွေကိုကျွန်တော်သားသမီးတွေဆိုမိဘတွေပေါ်မှာကောင်းချီးဆိုတော့မိဘတွေပေါ်မှာရှိတယ်ဆိုတော့ကျွန်တော်လည်းသိတာလည်းမကြားဘူး9နှစ်4နှစ်5နှစ်လောက်ရှိတယ်ကျွန်တော်အရင်တော့မသိဘူးဟိုတကယ်လို့မိဘမကောင်းရင်အရင်အဖေအရင်တော့မူရိုးဆိုရင်ဟောဒါဒီသူကတော့မကောင်းဘူးလေသူသားသမီးရဲ့တော့တော်များများအဲ့လိုဆိုရင်သူအဖေကိုပြောချင်တာပြောရလို့နော်ပြောကြတယ်မဲ့တစ်ဖက်မှာဘုရားအဖေဘယ်တော့မိုးတော့ရက်သမားပဲဖြစ်ဖြစ်ဘာပဲဖြစ်မှာဘယ်တော့လည်းမကောင်းကြောင်းဘုရားအဖေပဲမိဘပြန်လာတယ်ဆိုတော့အဲဒီတော့ဘောပေါင်းနော်တကယ်လည်းဟုတ်တယ်ဒီတော့ရေးတက်တာဆိုချင်းねဘုရားတို့အဖြစ်မမြင်ဘူးသာသမီတွေပဲသူကဟောဖြစ်နေကြတော့အဲလိုပဲခါကြတော့ကျွန်တော်ဆိုရင်ကျွန်တော်တက်တာဆိုရင်အဖေကခုနပြောသလိုအဲ့လိုမျိုးကျွန်တော်သူနဲ့တွေ့လာလို့မမိတာအဲ့တော့မရှိဘူးဒါပေမဲ့ကျွန်တော်ပြေဆုံးပြီးတော့နောက်ပိုင်းမှာမွေးဖောက်ခြင်းမဟုတ်ပဲနဲ့ကျွန်တော်ကျွေးမွေးတဲ့ကျွန်တော်တော့ယောက်ျားနော်ဟိုကျွန်တော်တော့လည်းကျွေးမွေးလာလို့ပြင်းဟိုကျွန်တော်အဖေရဲ့အကိုတယောက်အဲသူကကျွေးမွေးအဲ့လိုမျိုးပေါ့နော်ကျွေးမွေးဖောက်ခြင်းတို့ပြောပါတော့နော်ဟိုကုစုတယ်အဲသူကအရက်ဒီဘက်မှာကျွန်တော်ပြေချလို့သူအရက်တောက်တာဒါပေမဲ့ကျွန်တော်ဟိုလေးတူချတော့လည်းတောက်တာပညာလေးတက်တယ်ဒီအိတ်ဖက်နဲ့ဆက်လက်ကိုယ်ရအကုန်ဘာမှမလုပ်တော့ပြန်တို့နဲ့စကားပြောဆိုရင်ပညာအကြောင်းဒီလောကပညာကပညာUNDP မှာလုပ်တော့ဘာတခုကကျွန်တော်ငယ်တော့အရင်အိတ်ချင်တော့ကျွန်တော်ခုတိကျွန်တော်ဒီတော့မှမသိနိုင်တာသူ့စီရဘာတခုကြံခဲ့တယ်ဆိုတော့ကျွန်တော်တို့ကအရင်အိတ်ချင်တော့ညဖက်ဆိုရင်လည်းအိတ်တယ်ပြင်းနေခဲ့ပဲဆိုချောင်းစင်းနေဆိုရင်အိတ်တယ်လို့အိတ်ဒီလိုအိတ်ကတဲ့စာရီဖတ်ပါစာအုပ်တွေဆိုရင်သူကစာရမ်းဖတ်တော့စာအုပ်တွေအများကြီးရှိတယ်စာရီဖတ်ဒီလိုဘဝဟုတ်တယ်လို့ခဏ
ခဏကျွန်တော်တို့ဒါပေမဲ့ငယ်ပြီးတော့ဘာမှကျွန်တော်တို့နားမလဲဘာပြောမှလည်းမသိဘူးနော်ဟင်တကယ်တော့တို့ကမှာပြောဆိုကျွန်တော်ကောင်းခုဒီမှပြတာစာဖတ်အိပ်ပဲအိပ်တယ်တကယ်လို့တို့တယောက်ရဲ့တို့တယောက်ရဲ့တာတကယ်လို့အသက်80တက်ရှင်နေဆိုရင်နင်တို့ကိုအိပ်တဲ့ပုံစံတရေကို12နာရီလောက်အိပ်12နာရီအိပ်တော့80တက်ရှင်နေဆိုရင်တို့အိပ်ချိန်က35နှစ်အိပ်ချိန်ပုံတယ်ဟာတော့နှမျိုးပုံတယ်သူကခဏခဏအဲ့ဘာလို့မှမသိဘူးတကယ်တော့ကျွန်တော်ကြီးလာတဲ့အခါကျတော့အိပ်ရတယ်အရန်ဟိုတန်ဖို့ရှိတဲ့စကားတော့ကျွန်တော်ဘူလီပြောတဲ့စကားတကယ်နာဖို့ရှိပါလားဆိုတော့ဒီကျွန်တော်နားလေနော်ဒီဘာလို့ကျွန်တော်တို့လောကဒီသာသမီတွေကျွန်တော်အပြင်ရှိတယ်ဆိုတော့ကိုပြောဖို့ကောင်းတယ်ဆိုအမိဘအမေတော့လောကကိုပြိဿဆိုင်ဆိုတဲ့အမေရှိကြတယ်အဖေမရှိဘူးလေကျွန်တော်တို့လည်းအဖေရှိပြိဿဆိုင်ဆိုတဲ့အဖေမရှိဘူးလေအမေတော့ရှိအဖေမရှိအဖေဆိုတော့သူ့အမေလည်းညံ့ဖေသာသမီတွေအဖေငါဖေတို့လည်းမြည်ရင်ဒီသူ့ဘွားမှတော့တိမှာမဟုတ်ဘူးအားတို့ဘလောက်ကံပေါင်းတယ်ကျွန်တော်ကအဲ့လိုအောက်ကရည်တွေးရတယ်ကျွန်တော်စဉ်းစားဘယ်လောက်ကံပေါင်းတယ်တော့ကျွန်တော်ဒီစားဒီတွေတော့အဖေမရှိဘူးချက်တယ်ဖြစ်ပြီးပါပဲဖြစ်ဖြစ်လာအဖေဆိုမရှိဘူးကျွန်တော်တို့အဖေမိပါအဖေလည်းရှိတယ်မိပါလည်းရှိတယ်တကယ်လို့အဖေမရှိရင်တော့မှကျွန်တော်ဒီဘုရားကိုနော်ဒီစကြောလာလို့ဆိုတဲ့တော့ထောက်လာဘုရားတကယ်ရှိတယ်ဆိုကျွန်တော်တို့အသက်တာတွေကဘယ်လောက်ကောင်းချီးခံစားရတယ်ဆိုတော့တကယ်တော့အဖေမေကြီးတော်မှဟိုကြောင်းမထားနိုင်ပြီပါဖြစ်ဖြစ်သူတို့မလွတ်အေးနိုင်ရင်တော့မှကျွန်တော်တို့ဒီစကြောလာတဲ့ပုံကိုခံစင်းနဲ့လုတ်ပြီးနိုင်တဲ့ထောက်ကြောက်ကိုပူပွေရတာကျွန်တော်တို့လောက်ကကောင်းလဲဆိုတော့ဒီနေ့ကျွန်တော်ရောက်စမ်းကျွန်တော်ပေါ်ပါချင်ပါတယ် ပြန်လာရော